သူမရဲ့နောက်ကနေရှောက်လာတဲ့အမျိုးသားရဲ့အာယုံကိုရအောင်လို့လေအမျိုးသမီးဖြစ်သူကတမင်တက်ပဲဟန်ဆောင်ပြီးတော့ခလုတ်တိုက်လဲချလိုက်တယ်ဗျအဲ့ဒီအကြံစီကလည်းတကယ်ကိုအောင်မြင်သွားခဲ့တာပေါ့ဂျက်ကအန်နာကိုထူပေးဖို့အတွက်အပြေးလွှားရောက်လာပါတော့တယ်ဂျက်ကလေးသူမမှာတန်ရာရသွားလားဆိုတာကိုစစ်ဆေးပေးဖို့ပြင်နေတော့မှတင်အန်နာကသူမရဲ့ခန္ဓာကိုယ်ကိုဂျက်နဲ့နီးကပ်သွားအောင်တမင်တိုးကပ်လိုက်ပြီးတော့မြင်တာတဲ့ဆွဲဆောင်မှုရှိတဲ့ညီတော်တန်လေးတစ်ချက်ကိုလွတ်လိုက်ပါတယ်ကဲဂျက်ဆိုတဲ့လူကလည်းသူမဘာကိုအလိုရှိနေလဲဆိုတာချက်ချင်းပဲနားလည်သွားတာပေါ့အဲ့ဒီနေ့မိုးလွဲပိုင်းမှာပဲသူတို့နှစ်ဦးဟာတော့အုပ်ထဲမှာမမေ့နိုင်စရာအချိန်တွေကိုအတူတူဖြတ်တန်းခဲ့ကြပါတော့တယ်တကယ်တော့အန်နာဒီလိုတွေလုပ်နေရတာကအကြောင်းရှိတယ်ဗျသူမရဲ့ခင်ပွန်းဖြစ်သူကအလုတ်ခွင်မှာမတော်တဆဖြစ်ပြီးတော့ခါအောက်ပိုင်းတစ်ခုလုံးတည်ဆုံးနေတာမို့လုံးဝမလှုပ်ရှားနိုင်တော့လို့ပါဒါပေမဲ့အန်နာကတော့သွေးသားဆူဖြိုးပြီးစိတ်ဆန္ဒတွေထက်သန်နေတဲ့အရွယ်လေးအဲ့ဒီတော့သူမအနေနဲ့အထီးကျန်တာကိုမခံစားနိုင်တော့ဘူးပေါ့ဒီတော့သူမဟာနေတိုင်းမိကန်းသားမှာအဝတ်လျှော်တလူလိုနဲ့ငယ်ရွယ်တဲ့အမျိုးသားကဘာလက်ခီးသွားတွေကိုဆွဲဆောင်ဖို့အမြဲတမ်းစူးစမ်းနေခဲ့တာပါအဲ့ဒီနေ့ကလည်းထုံးစံတိုင်းပဲအန်နာဟာအဝတ်လျှော်ရင်းနဲ့သူမရဲ့စကတ်ကိုတမင်တကာအပေါ်ကိုမြင့်တင်ထားခဲ့တာပေါ့အဲ့ဒီအချိန်မှာတင်စုံတွဲတွဲကလမ်းမေးဖို့အတွက်သူမနားကိုရောက်လာကြတယ်အဲ့ဒီမျိုးသားဟာပါလွာတဲ့အဝတ်အစားအောက်ကနေတဝက်တစ်ပြက်ပေါ်နေတဲ့အန်နာရဲ့လှပတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတော့တကယ်ကိုစူးစိုက်ကြည့်နေမိတော့တာပေါ့သူကပိုပြီးရှင်းရှင်းလင်းလင်းမြင်ရအောင်လို့မျက်နှာတစ်ချင်အောင်ဆောင်ပြီးထိုင်တောင်ကြည့်နေခဲ့တာဗျဒါကိုသူ့ရေးစားကစိတ်အနှောက်အယှက်ဖြစ်လာပြီးတော့အဲ့ဒီနေရာကနေချက်ချင်းထွက်ဖို့တိုက်တွန်းခဲ့ရပါတယ်ရောအုပ်ထဲကိုတိတ်မရောက်ခင်မှာပဲထိုမျိုးသားဟာစိတ်ကိုမထိန်နိုင်တော့ပဲသူ့ရေးစားနဲ့ရင်းနှီးဖို့စူးစမ်းပါတော့တယ်အဲ့ဒီအချိန်သူတို့နှစ်ယောက်အာယုံလို့နေတော့မှာပဲမိကန်ကပြန်လာတဲ့အန်နာဟာအဲ့ဒီမြင်ကွင်းကိုမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပါလေရောအန်နာဟာထွက်သွားတာမျိုးမရှိပဲရက်ကြည့်နေခဲ့တယ်လို့တဖြည်းဖြည်းနဲ့သူမရဲ့တကူလုံးဟာပူလောင်အောင်ကြပြီးကနမ်းမငင်ဖြစ်လာခဲ့တာပေါ့အဲ့ဒီနေ့မိုးလွဲပိုင်းမှာပဲသူမဟာအဝတ်လျှော်ဖို့မိကန်ကိုနောက်တစ်ခေါက်ထပ်လာခဲ့တယ်အဲ့ဒီမှာတကူလေးခီးသွားနေတဲ့ဂျက်နဲ့ထက်ဆောင်ကြတာပေါ့အန်နာဟာဂျက်ကိုမြင်မြင်ချင်းပဲစိတ်ဝင်စားသွားခဲ့ပြီးသူသွားမဲ့လမ်းကိုစုံစမ်းပြီးတော့သူရှိကနေတမင်တက်တက်ဖြည်းဖြည်းချင်းလမ်းလျှောက်သွားခဲ့ပါတယ်လူသူကင်းဝေးတဲ့တောအုပ်ထဲကိုရောက်သွားတဲ့အခါမှာတော့အန်နာဟာသူမရဲ့အစီအစဉ်အတိုင်းဟန်ဆောင်လက်ကွက်တွေကိုစတင်ပြီးအကောင့်ထဲပေါ်ပါတော့တယ်ဗျာ